ကျွန်တော်ရဲ့ဆက်လေးဆက်လေးလာတော့internet do kijusuno kakume wa internet ni pinya dolan ya uyo so kama je junen ko ro ne o kitte uri လွန်ခဲ့တဲ့10နှစ်လောက်ကဖြစ်လာနေပြီးတော့ခန်းဆိုင်ယခုလက်ရှိမှာဆိုတော့ location တော့နာကတဲ့အဲ့ဒီတမန်ထဲထဲမှာရုံကိုင်းမယ်တော့ခခုမဲလေးချိန်မြောက်ဒေါ်လာရေးကိုမူခါတဲ့လို့တော့ရေးဥတီနေလို့ပြောနိုင်တယ်ခုနခခုမဲဒီဒေါ်လာရေးဒီဒိုင်ယောဂျီစံကျော်ခခုမဲဒီလေးချိန်မြောက်စမှုဒေါ်လာရေးတော့မရောပါလေလို့ခေါ်ပြီးတော့တဲ့Cloud computing ကိုနော်ဒီကျစကခါရဆဆရဲဆို cloud computing ဆိုတာကသူက data တွေကိုပေါ့ကွန်ပျူတာမှာမသိမ်းမဲ့နဲ့ server တွေအသုံးပြုပြီးတော့ internet မှာသိမ်းတဲ့ဒီကျစနည်းပညာကခါရဆဆရဲဆိုတာကဒီတိထွန်းဖန်နေလာပြီးတော့ကျစရောကလက်တွေ့အသုံးပြုပြောင်းလဲလာခြင်းဟာရှိမတော့ကိုစတင်လာခြင်းဒီဒါက တော့နာတာဆိုအကြောင်းရင်းဖြစ်လာတယ် cloud တော့က cloud ဆိုတာကဒီမှာသူကဒီ cloud ကိုထပ်ရှင်းပြဆိုရင်မှတဲ့အဲ့ဒီမတိုင်ခင် local device ဆိုရင် local device မှာတဲ့ဟိုခံစားတဲ့ data ထိန်းသိမ်းထားတယ်ဒီ cloud ဆိုတာကဒီ local device မှာထိန်းသိမ်းထားတဲ့ data တွေ net data တွေကိုတဲ့ net တော့ဝခုဥဝင်နေနောက်ဝက်ရဲ့အပေါ်မှာဟိုဆိုတော့ထိန်းသိမ်းတဲ့ system တော့ခုတော့ဒီ system အကြောင်းကိုပြောတာပါတဲ့တဲမို့တော်နေပါနိုင်ဒီကိုယ့်ရဲ့လက်ဝင်မှာတော့မရှိဘူးပေါ့ software တွေ system တွေကိုဒီအန်ခခုတဲ့ဒီဝေးရနေပြီးတော့အန်ခခုဆိုဝေးရနေပြီးတော့လီယောစီလိုကိုတော့ကတက်ခီလို့ဆိုတာအသုံးပြုနိုင်တယ်တဲ့